ကိုအောင်ရဲ့ຫນွေဥပုံမြင်ဆိုတဲ့ချင်းပေါ့နော်original key ကတော့ E ပေါ့ E ပေါ့နော်ညီလေးက C key နဲ့လိုချင်နေဆိုလို့နော်ကျွန်တော်လုတ်တက်တဲ့လောက်လေးကျွန်တော်ပြပေးထားတယ်နော်စာရဒီပေါ့နော် frequent 1နဲ့3 6 9ကွခွန်ကိုနော်6ကျူရဲ့ခွန်ကိုဟမ်မာနော်ပြီးလို့ရှိရင်5ကျူရဲ့ခွန်ကိုနော် slide ဆိုရမယ်နော်7ကွက်ဒီ slide ဆိုရမယ်နော်5ကျူ7ကွက် slide ဆိုရပြီးလို့ရှိရင်ဒီ4ကျူနဲ့3ကျူနဲ့9ကွက်မှာထောက်ထားမယ်နော်အဲ့ဒါလေး5 4 3 4နော်အဲ့ပထမကွက်နော်သူကခေါ်ရဟိုဘာပေါ့နော်ဒိုတီလာဆိုလို့တောင်းနော်ဖာနော် base ရအဲ့လိုချိန်ပါမယ်နော်အဲ့တော့ဟုတ်ပြီပထမအနေနဲ့ဒုတိယကွက်ကကြတော့ဒီလက်မျိုးကဒီဘက်က6ကွက်မှာထောက်ထားနိုင်မယ်နော်ဘက်ကတီးရမယ့်ဟာ4 4 3 2 4 5 4 2 3နော်အဲ့ဒါလေးနေမယ်နော်ပြီးလို့ရှိရင်ဒိုတီးပြီးတော့လာကြတော့ A minor နော်ပြီးရင်ဆိုကြတော့ G ရဲ့ base ကနံပါတ်6ကျူနော်ပြီးလို့ရှိရင် D F ကကြတော့ဆင်လိုက်ပြီနော်4 3 2 1နော်ပြီးလို့ရှိရင် C ကကြတော့1 2 3 4အဲ့လိုပြလာမယ်နော်ပြီးလို့ရှိရင် D ရဲ့ဟာကြတော့ဒီရဲ့ဟာကြဒီမှာ4ကျိုးနော် D ရဲ့ base ကနော်ပြီးလို့ရှိရင် G ပြန်လာမယ်ဒါလေးပဲနော်ပြီးလို့ရှိရင် C ဒိုတီလာဆိုဖာကြ F ပေါ့နော် F မှာပဲ1 2 3 4လို့နော်ဒီလိုမျိုးဒီပါမယ်နော်ပြီးလို့ရှိရင် C ကိုပြန်တက်လာမယ်နော်ပြီးလို့ရှိရင် Dသူရဲ့ intro လေးရကြတော့ဒီလိုမျိုးလေနော်5ကျူ6ခွန်ဟမ်မာနော်ပြီးရင်4ကျူ6ခွန်ဟမ်မာပြီးရင်ဒီမှာ slide နော်9ဒီကို slide ဆိုတော့ပြီးလို့ရှိရင်3ကျူ9 8ရှစ်ပြီးတော့4ကျူရဲ့9ပြန်တယ်ပြီးရင်4ကျူရဲ့6ကွက်ပြီးရင်9ကွက် slide က17တိနော်ပြီးလို့ရှိရင်4ကျူရဲ့9ကွက်မှာတစ်ချက်တီးမယ်ပြီးလို့ရှိရင်6ခွန်ဟမ်မာအောင်ပူအောင်ပြီနော်ပြီးလို့ရှိရင်5ကျူ9ခွန်6ပြီးတော့6ကျူရဲ့9ကွက်5ကျူခွန်9 slide လေးသွားပြန်ပြီနော်ပြီးလို့ရှိရင်6ကျူရဲ့9ကွက်ပြီးလို့ရှိရင်5ကျူရဲ့9 7သွားပြန်ပြီနော်ပြီးရင်4ကျူရဲ့9 7သွားပြန်ပြီနော်ပြီးလို့ရှိရင်4ကျူရဲ့
ခုနှစ်ကွက်ကနေ9ကွက်ကိုဟမ်းမောင်းဘူးက2ခါဒါမျိုးလေးနော်လို့ရှိရင်ဒီကျိုးရဲ့ပုံမှာ6ကွက်မှာစုံတာမယ်နော်ဒါလေးပဲနော်